3D ဝါနာတူမိတ်ဆွေအားလုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့ဒါဒီနေ့ကနေပထမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီက15ချိန်မြောက်မှာထွက်ရှိမဲ့နော် 3D တေတကွက်ကတော့ဒါဒုတိယမြောက် main တကွက်အနေနဲ့နော်ကျွန်တော်ဒါမိတ်ဆွေတို့ကိုစပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့ကျွန်တော်တို့ပထမဆုံးထိပ်စီးရှာတဲ့စနစ်ရယ်နော်အလေတိုင်းရှာတဲ့စနစ်ရယ်နောက်တစ်ခုကနောက်ပိတ်ရှာတဲ့စနစ်ရယ်ဆိုပြီးတော့ကျွန်တော်ကဏ္ဍလေးတွေခွဲပြီးတော့ကျွန်တော်ချပြပေးသွားမယ်နောက်တစ်ချက်ကနော်ထိပ်စီးနဲ့အလေတိုင်းရဲ့နော်ဖြစ်တည်နေမှုရဲ့ဝိဇ္ဇာလေးတွေကျွန်တော်ချပြပေးသွားမယ်အဲ့ဒီမှာနောက်ပိတ်ရဲ့အတိုင်းအတာကလည်းသူ့ရဲ့ဖြစ်တည်မှုလေးတွေကျွန်တော်ဒါမိတ်ဆွေတို့နဲ့တူညောက်ပြီးတွက်ချက်ကြည့်ကြမယ်ကျွန်တော်ယခုပထမဆုံးအနေနဲ့ဒါကထိပ်စီးပိုင်းလေးကိုကျွန်တော်တို့အရင်တွားကြည့်မယ်အဲ့ဒီမှာကျွန်တော်တို့ထိပ်စီးပိုင်းမှာပထမနော်ဖိုင်1ကိုကြည့်ရှုတဲ့သူတွေကတော့ယခုဖိုင်2မှာရှိတဲ့အခါမှာတိတ်ပြီးတော့စိတ်မယ်လို့မထင်ပါဘူး။ဘောင်းကြည့်ရတာနားလည်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်။ဒါပေမဲ့လို့အခုတော့ရှိတယ်ပထမဖိုင်နဲ့ဒုတိယဖိုင်ကျွန်တော်တို့ဒါကဏ္ဍမူလေးကျွန်တော်တို့ကွဲခြားသွားမှာဖြစ်ပါတယ်။ကွဲပြားသွားမှာဖြစ်တယ်။ဒါမိတ်ဆွေတို့နဲ့အတူဒါညှဝေပြီးတော့ဒါကြည့်ရှုနိုင်အောင်လို့ကျွန်တော်အနေနဲ့ဒါဝါဒနာတူမိတ်ဆွေတို့အတွက်ဒါချပြပေးခြင်းဖြစ်တယ်။နော်ပထမဆုံးအနေနဲ့ကျွန်တော်ကဒါထိပ်စီးမှုလေးကိုအရင်ဆုံးကျွန်တော်တို့ဒါရှာပြီးကြည့်မယ်ဒီ site လေးကလည်းကျွန်တော်အနေနဲ့ဒါအဓိကအားထားရတဲ့ကျွန်တော်အနှစ်သက်ဆုံးဒါ main ကွက်ထဲမှာဒါဒုတိယမြောက် main ကွက်ကိုကျွန်တော်ကမိတ်ဆွေတို့ကိုမချွတ်မချမ်းပဲကျွန်တော်ကချပြပြီးခြင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါထိပ်စီးမှုလေးကိုတွားကြည့်တဲ့အခါမှာကျွန်တော်တို့ဟောဒီကခွန်ရယ်နော်ဟောဒီခွန်ပိတ်လေးဟာတဲ့နော်ဟောဒီခွန်ပိတ်ကဟောဒီခွန်ထိပ်ကိုဆင်းလာတဲ့အခါမှာအပေါ်က38ခွန်နော်38ခွန်ဒီထွက်ခဲ့တဲ့အစင်တုန်းကခွန်ပိတ်ခဲ့တယ်နော်ဒုတိယမြောက်အဲ့ဒီအောက်မှာရှိတာကခွန်90ပွဲစဉ်မှာအဲ့ဒီအပေါ်ကခွန်ပိတ်ကဒီခွန်90ပွဲစဉ်မှာခွန်ထိပ်ကိုလာကြတဲ့အချိန်မှာတဲ့နော်အဲ့ဒီနှလုံးပေါင်းကဒီနှလုံးပေါင်း၄လူဖြစ်လာတယ်အဲ့လို၄လူဖြစ်တဲ့အခါမှာကျွန်တော်တို့ဟောဒီက3ရယ်3ညရယ်နော်ဟောဒီကကျွန်တော်တို့ထိပ်စီးရယ်နော်ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းနော်4ဖြစ်လို့နော်ကျွန်တော်တို့3ရယ်ဟောဒီက90နောက်ပိတ်က3ညနောက်ပိတ်လေးရယ်နော်ကျွန်တော်တို့ယခုဒီတိရှိလေးပွဲစဉ်မှာထွက်ရှိမဲ့တစ်ထစ်လေးရယ်ဒီ3လုံးပေါင်းတဲ့အခါမှာ4လူလာဖြစ်နေပါရဲ့နော်ဒါကြောင့်မို့လို့4ချိုလေးနဲ့ကျွန်တော်တို့လာပြီးတော့ညီမျှမှုရှိနေတဲ့အတွက်သူကတစ်ထိတ်လို့ကျွန်တော်တို့ရရှိပါတယ်တစ်ထိတ်မှုလေးကိုကျွန်တော်တို့ရရှိတယ်နော်ဒုတိယပွဲစဉ်မှာဒီနှစ်တစ်လေးပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာလေးပဲအပေါ်ပွဲစဉ်တွေပဲတစ်ရှိလေးပွဲစဉ်ကနော်၄ဘိတ်ကလေးကတဲ့နော်ဒီကိုလင်း၄ကူငါပွဲစဉ်မှာ၄ထိတ်လို့ကျွန်တော်တို့ပြန်ဆင်းထားတယ်အဲ့လိုပြန်ဆင်းလာတဲ့အခါမှာဒီ၄ထိတ်လေးနဲ့ဟောဒီကတစ်ရှိလေးပွဲစဉ်မှာ၄ဘိတ်လေးနဲ့ပေါင်းတဲ့အခါမှာ၈လို့ရရှိတယ်တဲ့နော်၈လို့ရရှိတယ်ဟောဒီလေးနဲ့ဟောဒီကဒီအပိတ်လေးနဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့၈လို့ရရှိပါတယ်တဲ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ကထိပ်စီးမှုလေးကိုရှာတာဖြစ်တဲ့အတွက်ဟောဒီကတစ်ရှိလေးပွဲစဉ်မှာတစ်ထိတ်ရယ်ဟောဒီ၄ကူငါပွဲစဉ်က5ပိတ်ရယ်ကျွန်တော်တို့ဟောဒီနှစ်တစ်၄ပွဲစဉ်မှာထွက်ရှိမယ်ဟောဒီကထိပ်စီးပေါင်းတဲ့အခါမှာတဲ့ဒီ၃လုံးပေါင်းခြင်းကနေကျွန်တော်တို့၈လို့လာဖြစ်ပါတယ်နော်အဲ့လိုဆိုရင်၈ချိုး၈နဲ့ညီမျှတဲ့ပုံစံလေးနဲ့သူကချပေးထားတာဖြစ်တယ်အဲကြောင့်မို့လို့ကျွန်တော်တို့ဒီပွဲစဉ်မှာနှစ်တစ်၄ပွဲစဉ်မှာထိပ်စီးမှုလေးက2လို့ရရှိတယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီခု15ချိန်မှာထွက်ရှိမယ်နော်ဒီဘိုင်းလေးကတော့ကျွန်တော်တို့တွက်ကြည့်ရမှာအပေါ်ကနေဟောဒီကနှစ်တစ်၄ပွဲစဉ်မှာ၄ပိတ်လို့ဆင်ထားတယ်အဲ့ဒီ၄ပိတ်ကကျွန်တော်တို့ဟောဒီခွန်၄ခွန်ကိုပွဲစဉ်မှာထိပ်စီး၄လို့လာဆင်ထားတဲ့အတွက်အဲ့ဒီ၄ထိပ်စီးလေးနဲ့နှစ်တစ်၄ပွဲစဉ်က၄ပိတ်လေးနဲ့ပေါင်းတဲ့ခါမှာလည်းကျွန်တော်တို့ဒါ၈လို့ရရှိတယ်အဲ့ဒီ၈ကလည်းနော်ကျွန်တော်တို့ဒါထိပ်စီးမှုရှာတာဖြစ်တဲ့အတွက်နှစ်တစ်၄ပွဲစဉ်ကနှစ်ထိပ်စီးရယ်နော်၄ခွန်ကိုပွဲစဉ်က9နောက်ပိတ်ရယ်ကျွန်တော်တို့အခုထွက်ရှိမဲ့ပွဲစဉ်ကထိပ်စီးလေးပေါင်းတဲ့ခါမှာတဲ့ကျွန်တော်တို့ဒါ၈လို့ဖြစ်ရပါမယ်နော်ဒီ2ရယ်9ရယ်ပေါင်းရင်က1ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ8ချိုး8ညီဖို့ရအတွက်ကျွန်တော်တို့ကထိပ်စီးကကျွန်တော်တို့ခွန်လို့နော်ဒါယူပြရပါမယ်နော်ခွန်ထိပ်စီးမှုလေးကခွန်လို့ကြာမှာကျွန်တော်တို့ဒါ8ချိုး8နဲ့ကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကထိပ်စီးမှုလေးကခွန်လို့ရရှိပြီတဲ့နော်အဲ့လိုခွန်လို့ရရှိတဲ့အခါမှာကျွန်တော်တို့အလဲတိုင်း
နော်အလဲတိုင်းမူလေးကိုကျွန်တော်တို့ဆက်သွားကြည့်ကြမယ်ဒါမိတ်ဆွေတို့ကြည့်ရတာရှင်းလင်းလွယ်ကူအောင်လို့ကျွန်တော်ကထိပ်စီးဆိုထိပ်စီးမူလေးနဲ့ချတယ်အလဲတိုင်းဆိုလဲတိုင်းမူလေးနဲ့ကျွန်တော်ခွဲပြီးတော့ဒါချပြီးတင်ဖြစ်ပါတယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့အလဲတိုင်းမူကိုတွားကြမယ်အလဲတိုင်းမူကိုတွားကြတဲ့အခါမှာလည်းပဲကျွန်တော်တို့ဒီထိပ်စီးမူမှာရှာဝီတဲ့မူပုံစံတိုင်းပဲကျွန်တော်တို့ဒါအပင်ကြားလေးအပင်လေးတွေကအပင်ရည်လေးတွေကအတူတူပါပဲနော်တပင်ကြားမူလေးတွေနဲ့ပဲကျွန်တော်တို့ဆက်သွားတယ်အဲ့ဒီခါမှာကျွန်တော်တို့ဒါတိရှိလေးပွဲစဉ်မှာကျွန်တော်တို့ကထိပ်စီးကတစ်လို့ဒီပထမမူမှာရှာပြီးတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကအလဲတိုင်းကိုရှာတဲ့အခါမှာဟောဒီခွန်နော်ဟောဒီသုံးလုံးပေါင်းတာတဲ့နော်3ခွန်ပွဲစဉ်ကခွန်နောက်ပြင်နဲ့ကျွန်တော်တို့ဟောဒီကခွန်90ပွဲစဉ်ကရှည်တယ်ခွန်ဒီခွန်3လုံးပေါင်းလိုက်တာနဲ့ကျွန်တော်တို့တစ်လို့ရရှိပါတယ်နော်ဒီခွန်3လုံးပေါင်းရင်ကတစ်ပါတဲ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကတစ်ချူတစ်လို့ညီမျှဖို့ရအတွက်ကျွန်တော်တို့ကအလဲတိုင်းရှာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟောဒီ3ရယ်ဒီရ3ညရယ်ကျွန်တော်တို့ဟောဒီကရှစ်ခါလေးပေါင်းတဲ့ခါမှာနော်3ရယ်3ညရယ်ရှစ်ခါရယ်ပေါင်းတဲ့ခါမှာကျွန်တော်တို့ဒါတစ်လို့ရရှိပါတယ်เนาะအဲ့လိုဆိုရင်ကျွန်တော်တို့ကတစ်ချူတစ်နဲ့ဒါညီမျှမှုဖြစ်နေပါတယ်เนาะအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီတစ်ရှစ်လေးပွဲစဉ်မှာတစ်ထိရှစ်ခါဆိုပြီးတော့ကျွန်တော်တို့ဒါစီရွဲလေးကိုရရှိသွားပြီအဲ့ဒီစီရွဲဖြစ်စဉ်ရဲ့ဆက်ဆက်မှုကိုကျွန်တော်ဒါဒီအလဲတိုင်းရှားပြီးတဲ့အခါမှာသူတို့နှစ်ခုရဲ့เนาะဖြစ်တည်မှုတွဲဆက်မှုเนาะတွဲနေတဲ့အတိုင်းအတာလေးကိုကျွန်တော်ဒါမိတ်ဆွေတို့နဲ့အတူဒါရှာဖွေကြည့်ရမယ်အဲ့ဆိုရင်ကျွန်တော်တို့ကြာဒုတိယပွဲစဉ်လေးကိုကျွန်တော်သွားရှာသွားမယ်အဲ့ခါမှာဘယ်လိုသွားမလဲဆိုတော့ဒီတစ်ရှိလေးပွဲစဉ်က၄နောက်ပိတ်ရဲတဲ့နော်ဟောဒီက၄ကူငါပွဲစဉ်ကရှည်တွဲလေးနော်ဒီ၃လုံးပေါင်းတဲ့ခါမှာတဲ့နော်၄ရဲ့9ရဲ့ဟောဒီက၄အပိတ်လေးပေါင်းတဲ့ခါမှာတဲ့နော်ကျွန်တော်တို့ခွန်လို့ရရှိပါတယ်အဲ့ဒီခွန်ရပြီဆိုရင်ကျွန်တော်တို့ကအလဲတိုင်းရှာတာဖြစ်တဲ့အတွက်ခွန်ညီမရင်ခွန်ဖြစ်ဖို့ရအတွက်ခွန်အချိုးခွန်ညီမဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟောဒီကတစ်ရှိလေးပွဲစဉ်ကတစ်ထိပ်ကြီးရေနော်ဟောဒီက9နောက်ပိတ်၄9ပွဲစဉ်က9နောက်ပိတ်ကျွန်တော်တို့ကခါးတိုင်းရှာတာဖြစ်တဲ့အတွက်ဟောဒီကအလဲတိုင်းတစ်ရပေါင်းမှကျွန်တော်တို့ကခွန်လာဖြစ်ပါတယ်နော်ဒီတစ်ရ9ရဟောဒီကတစ်ဒီ၃လုံးပေါင်းတဲ့ခါမှာတစ်ရ9ရတစ်ဒီ၃လုံးပေါင်းတဲ့ခါမှာခွန်လို့လာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ကခွန်အချူခွန်နဲ့ဒါညီမျှမှုဖြစ်နေပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ခုထွက်မဲ့နော်15ချိန်မြောက်ပွဲစဉ်မှာလည်းပဲအလဲတိုင်းလေးကကျွန်တော်တို့ဘယ်လိုပုံစံနဲ့လာမယ်လို့ကျွန်တော်တို့ရှာဖွေကြည့်ကြမယ်အဲ့ဒီမှာဒီ1-4ပွဲစဉ်မှာကျွန်တော်တို့စောစောပိုင်းကရှာဖွေရရှိတာကနော်ထိပ်စီးမှုလေးကကျွန်တော်တို့နော်ခွန်လို့ရရှိသွားပြီထိပ်စီးမှုလေးကခွန်လို့ရရှိသွားပြီဆိုတော့ကျွန်တော်တို့အလဲတိုင်းကိုပဲအလဲတိုင်းရှာရမယ်အလဲတိုင်းရှာတဲ့အခါမှာ1-4ပွဲစဉ်ကဟောဒီက4နောက်ပိတ်လေးရေနော်4ခွန်9ပွဲစဉ်ကဟောဒီကရှည်တွေ4ခွန်ပွဲလေးနဲ့ကျွန်တော်တို့ဟောဒီ3လုံးပေါင်းပါမယ်နော်အဲ့ဒီ3လုံးပေါင်းတဲ့အခါမှာ4ခွန်4ပေါင်းရင်ကကျွန်တော်တို့ဗာရမယ်ဆိုတော့ကျွန်တော်9လို့ရမှာဖြစ်ပါတယ်နော်9လို့ရရှိတယ်တဲ့အဲ့လိုဆိုရင်ကျွန်တော်တို့ကသူက9အချိုး9ညီမျှဖို့ရအတွက်ကျွန်တော်တို့ကဟောဒီက1-4ပွဲစဉ်က2ထိပ်စီးရင်ကျွန်တော်တို့4ခွန်9ပွဲစဉ်က9နောက်ပိတ်ရင်ကျွန်တော်တို့ကဟောဒီကအလဲတိုင်းရေပေါင်းမယ်ဆိုရင်ကျွန်တော်တို့9လို့ဖြစ်နေရပါတယ်တဲ့အဲ့လိုဆိုရင်ဒီမှာ2ရ9ရရှိနေတဲ့အတွက်နော်ကျွန်တော်တို့ကအလဲတိုင်း9ဖြစ်ဒီ3လုံးပေါင်းခြင်း9ဖြစ်ဖို့ရအတွက်အလဲတိုင်းကကျွန်တော်တို့4လို့ကျွန်တော်တို့ဝင်ပြီးမှကျွန်တော်တို့ဒါ9လို့ဖြစ်ပါမယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကထိပ်စီးမူလေးရသွားပြီနော်အလဲတိုင်းမူလေးကျွန်တော်တို့ရသွားပြီအဲ့လိုဆိုရင်ရှည်တွဲလေးကကျွန်တော်တို့ကခွန်လေးတွဲဆိုပြီးတော့ကျွန်တော်တို့ရရှိတာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီဟာရှည်တွဲရသွားရှည်တွဲရသွားပြီဆိုရင်ကျွန်တော်ရှည်တွဲရဲ့ဖြစ်တည်မှုကဘယ်လိုတွေတွားပြီးညီနေရမလဲဆိုတော့ဒါကဏ္ဍအရာကျွန်တော်တို့ကပေါင်းခြင်းတွေရကျွန်တော်တို့ကရှာပြီးထားတဲ့အတွက်နော်ထိပ်စီးမူလေးကခွန်လေတိုင်းခါတိုင်းလေတိုင်းမူလေးက၄ဆိုပြီးတော့ကျွန်တော်တို့ဒါဒီခွန်လေးတွဲဆိုပြီးတော့ဒါတွဲရရရှိတာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကသူတို့ဒါအတွဲရဲ့နော်ဖြစ်တည်မှုဒါခိုင်မာမှုရှိမရှိကိုကျွန်တော်တို့ကကြေချပြန်ပြီးတော့စီစစ်ကြည့်ရအဲ့မှာကျွန်တော်တို့ဒီဘက်စင်ကနေကျွန်တော်တို့ကြွားကြည့်နော်ဒါခွန်လေးတွဲဆိုပြီးတော့ကျွန်တော်တို့ရပါတယ်ကျွန်တော်ဒီမှာခွန်လေးတွဲဆိုပြီးတော့ကျွန်တော်ဒါချရေးပေးမယ်ဒါမိတ်ဆွေတို့မြင်တာလို့ဒါခွန်လေးတွေကရှာလို့ရသွားပြီအဲ့ဒီမှာဒါအပေါ်ကနေကျွန်တော်တို့ဒါ3မင်ဆိုင်နဲ့ကျွန်တော်တို့တွားတာဖြစ်တဲ့အတွက်တပင်ကြာ3မင်နော်တပင်ညာ3မင်ဖြစ်ကိုကျွန်တော်တို့ကရှာဝေတာဖြစ်တဲ့အတွက်နော်အဲ့ဒီရှည်တွဲရဲ့ဖြစ်တည်မှုခိုင်မာမှုရှိမရှိကိုကျွန်တော်တို့ရှာဝေကြည့်တဲ့အခါမှာတဲ့နော်ဟောဒီကအဲ့ဒီထိပ်ကြီးက1လို့ဖြစ်လိုက်ပြီဆိုရင်တဲ့နော်ဟောဒီက1ရေဟောဒီကခွန်ရေဟောဒီ
နော်ခွန်တစ်ပေါင်းခြင်းနော်ဒီသုံးလုံးပေါင်းခြင်းက9ပါတဲ့နော်တိခွန်ရဒီသုံးလုံးပေါင်းခြင်းက9ပါတဲ့နော်အဲ့ဒီ9ကနော်ဘယ်လိုပြန်ပြီးတော့ဒီအလဲစိတ်စီးတစ်ဖြစ်လိုက်တဲ့ချိန်မှာဒီလိုဒေါင်းလန်နော်ထောင်ရဲ့ပေါင်းခြင်းက9လို့လာဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့ဟောဒီကခွန်နဲ့ရှင်းနေရတယ်ကျွန်တော်တို့9လို့လာမြင်ရတယ်နော်ဒါအဲ့လိုမျိုးသူကတွဲလိုက်သူ့ရဲ့ကြာစင်မှုတိုင်းတာကချပြီးတဲ့အတိုင်းတာလေးတွေကအဲ့လိုညီမျှမှုတွေဝင်လာတာဆိုတော့ကျွန်တော်ကဒီမူလေးကိုကျွန်တော်ယူလိုက်တယ်အဲ့လိုဆိုရင်ဒုတိယပွဲစဉ်ကိုကျွန်တော်ပတ်ကြည့်တယ်အဲ့ဆိုဒုတိယပွဲစဉ်မှာကျွန်တော်တို့ကနှစ်ထိပ်စီးကိုရတယ်ဟောမှာဒီမှာကျွန်တော်တို့ရှာဒီဘက် site မှာရှာပြရတာနှစ်ထိပ်စီးကိုရအဲ့လိုနှစ်ထိပ်စီးကိုဖြစ်လိုက်တာလေဟောဒီက2ရ9ရကျွန်တော်တို့ဟောလို့4ရနော်ဒီနှစ်9 4ပေါင်းရင်းပါနော်ကျွန်တော်တို့ဒီမှာလည်းတော့9လို့လာဖြစ်ပါတယ်နော်9လို့လာဖြစ်တယ်အဲ့ဆိုရင်9အချို့9ညီမျှပွဲအတွက်ကျွန်တော်တို့ဟောဒီက495ပွဲစဉ်က4ထိပ်စီးနဲ့ကျွန်တော်တို့ဟောဒီကကျွန်တော်ဒီထွက်မဲ့နှစ်တိပွဲတွေမှာဒီကခါလေတိုင်းနဲ့ဆက်ဆက်မှုကိုရှာတာဖြစ်တဲ့အတွက်ဟောဒီက4ထိပ်စီးနဲ့ဟောဒီကတစ်လေတိုင်းနဲ့တစ်ခါတိုင်းနဲ့ပေါင်းတဲ့ခါမှာလည်းကျွန်တော်တို့9လို့လာပြီးတော့ညီမျှမှုဖြစ်နေပါတယ်နော်အဲ့လိုဆိုရင်ဒါဒီအပေါ်မှာသူကပုံစံအပေါ်ဆိုင်နဲ့ဆိုင်မှာဒါညီမျှမှုဖြစ်နေကျွန်တော်တို့အခုထွက်မဲ့ပွဲစဉ်မှာလည်းပဲနော်အဲ့ခွန်လေးတွေကအဲ့လိုညီမျှမှုများဖြစ်နေတာကျွန်တော်တို့ပြန်ပြီးတော့ဆက်စစ်ရှာပြီးကြည့်တဲ့အခါမှာကျွန်တော်တို့ကထိပ်စီးကခုံးလို့ကျွန်တော်တို့နော်ယူလိုက်ပြီးဆိုတာနဲ့ကျွန်တော်ဟောဒီတုံးလုံးပေါင်းခြင်းခွန်လေးပေါင်းခြင်းနော်ဒီထိပ်စီးခုံလို့ဖြစ်လိုက်တာလေဟောဒီခွန်လေးပေါင်းခြင်းကတဲ့နော်ရှစ်လို့ဖြစ်ပါတယ်တဲ့နော်ရှစ်လို့ဖြစ်ပါတယ်ရှစ်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့အဲ့ဆိုရင်ကျွန်တော်တို့ဒီခွန်ထိပ်စီးကြောင့်ဒီတုံးလုံးပေါင်းခြင်းကနော်ခွန်ထိပ်စီးဖြစ်လာတာနဲ့အညာဒီတုံးလုံးပေါင်းခြင်းကရှစ်လို့ဖြစ်တယ်နော်ရှစ်လို့ဖြစ်တဲ့အခါမှာကျွန်တော်ဟောဒီနှလုံးပေါင်းခြင်းကလည်းပဲဟောဒီက၄ခွန်ကိုပွဲစဉ်က၄ထိပ်စီးနဲ့ကျွန်တော်တို့အခုထွက်မဲ့ပွဲစဉ်မှာအလဲတိုင်းလေတိုင်းနဲ့ပေါင်းတဲ့ခါမှာလည်းကျွန်တော်တို့ရှစ်လို့ဖြစ်ရပါမယ်နော်အဲ့ဒါမှလည်းရှစ်ကျူရှစ်နဲ့ညီမျှမယ်အပေါ်မှာလည်းပဲသူချုံးတဲ့သူညီမျှလာတဲ့အတွက်ကျွန်တော်တို့အခုထွက်မဲ့ပွဲစဉ်မှာလည်းပဲဒါရှစ်ဒီသုံးလုံးပေါင်းခြင်းကရှစ်ဖြစ်နေလို့ကျွန်တော်ဟောဒီနှလုံးပေါင်းခြင်းကလည်းရှစ်လို့လာညီနေရနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါခွန်ရှိတယ်နော်ခွန်လေးရဲ့ဖြစ်စဉ်ကဖြစ်တည်မှုကကျွန်တော်တို့ဒါခိုင်မာမှုရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ချက်အဲ့ခွန်လေးတွေဖြစ်စဉ်ကိုကျွန်တော်တို့ကနောက်ပုံစံတစ်မျိုးနဲ့ကျွန်တော်တို့ဒါရှာဖွေကြည့်နောက်ပုံစံတစ်မျိုးကတော့ကျွန်တော်ကဒါစုပ်သွားမှဆိုတော့ကျွန်တော်ကဒါမီနီဂျာလေးနဲ့ပဲကျွန်တော်သွားမယ်မီနီဂျာလေးနဲ့ကျွန်တော်သွားမယ်ဆိုတော့သူကဘောင်းဆိုတော့ဒီမှာနော်တစ်ထိပ်စီလို့ဖြစ်လိုက်တာနဲ့တဲ့နော်တစ်ထိပ်စီလို့ဖြစ်လိုက်တာနဲ့ဟောဒီတစ်ထိပ်စီလို့ဖြစ်လိုက်ကြလိုက်တာနဲ့တစ်ရဒီရခွန်ရပေါင်းတဲ့ခါမှာနော်ဒီတစ်နဲ့ခွန်နဲ့ပေါင်းတဲ့ခါမှာရှစ်တဲ့အဲ့ရှစ်ကဟောဒီမှာရှစ်လို့ရှစ်ခါတိုင်းဆိုပြီးပလုံးနဲ့ပြင်ကြတယ်နော်အဲ့ဒုတိယပွဲစဉ်မှာလည်းပဲအဲ့လိုပဲတဲ့ဒီမှာနှစ်ထိပ်လို့ဝင်လိုက်တာနဲ့ကျွန်တော်တို့ဟောဒီကနှစ်ရနှစ်နဲ့ကိုဟောဒီနှလုံးပေါင်းခြင်းကဒီမှာရှစ်မှုလို့နော်ဟောဒီကရှစ်ဆိုပြီးတော့ကျွန်တော်တို့ဝင်မယ်အဲ့မှာရှင်းနေဝင်မယ်ဒီမှာဒီနှလုံးပေါင်းကဒီနှလုံးပေါင်းကြီးနှစ်ထိပ်လို့ဝင်လိုက်တာနဲ့ဒီနှစ်နဲ့ဟောဒီက6နဲ့ပေါင်းတဲ့ခါမှာလည်းပဲနော်တိတ်လို့ရတယ်တဲ့အဲ့မှာကျွန်တော်တို့ခါလေတိုင်းကတစ်ဖြစ်နေတဲ့အတွက်တစ်နဲ့လာပြီးတော့ညီမျှတယ်နော်အဲ့ဒီခုပွဲစဉ်မှာလည်းပဲကျွန်တော်တို့အဲ့လိုပဲနော်ဟောဒီကခွန်ထိပ်စီးလို့ဝင်လိုက်တာနဲ့ဟောဒီခွန်ရဟောဒီကခွန်ရဒီနှလုံးပေါင်းခြင်းက4ဖြစ်နေတယ်နော်အဲ့ဒီနှလုံးပေါင်းခြင်းက4ဖြစ်နေတယ်4ဖြစ်နေရင်ကျွန်တော်တို့အလေတိုင်းလေးကလည်း4လို့ကျွန်တော်တို့ယူပေးမှာကျွန်တော်တို့က4ချိုးလေးနဲ့ညီမျှမှာဖြစ်တယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကခြေရွယ်တစ်ကကျွန်တော်တို့ဒါခိုင်မာမှုကတော်တော်လေးကိုလှပနေပါပြီတဲ့နော်အဲ့မှာကျွန်တော်ကဒါခြေရွယ်လေးတွေ့ပြီးတဲ့အခါမှာခြေရွယ်ကိုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ကခြေရွယ်ဖြစ်စဉ်ကိုခြေရွယ်ဖြစ်စဉ်တက်ကျွန်တော်ပေါင်းခြင်းဖြစ်ပေါ်လာတဲ့အနေအထားလေးတွေကိုနော်ပေါင်းခြင်းအတန်ပါတဲ့ပုံစံလေးကိုမစ်ဆွေလေးကိုဒါအပြီးတက်မှာကျွန်တော်ချပေးမယ်နော်ပြီးတက်မှာချပြပေးမယ်ယခုကတော့နော်ရှစ်ထိပ်စီးမူရဲ့အလဲတိုင်းမူရဲ့နော်ဒီမူကိုရရှိပြီးတဲ့နောက်မှာကျွန်တော်တို့ကနောက်ပိတ်မူလေးကိုကျွန်တော်တို့ကတွားကြည့်ကြနောက်ပိတ်မူလေးမှာကျွန်တော်တို့ကဘယ်လိုတွားမလဲဆိုတော့ကျွန်တော်တို့ဒါမိတ်ဆွေတို့ကြည့်ရရှင်းအောင်လို့ဒါကျွန်တော်ကအကန်လေးတွေနဲ့ကျွန်တော်ကချပြီးဖြစ်တယ်ဒါကျွန်တော်စီနာပါကျွန်တော်နားလေတယ်လို့မိတ်ဆွေတို့လည်းဒါမြင်လာအောင်လို့ကျွန်တော်ကချပြီးဖြစ်တယ်ဒီမှာတစ်စီလေးပွဲစဉ်ဒီမှာနှစ်တစ်လေးပွဲစဉ်ဒါလည်းကြည့်ခွင့်မဲ့ပွဲစဉ်နော်အဲ့မှာကျွန်တော်တို့က
ရှေ့မှာစားရတဲ့ဟာကနော်ထိပ်စီးမူလေးကကျွန်တော်တို့ခုံလို့ရပြီတကယ်တမ်းမူလေးကကျွန်တော်တို့လေးလို့ရပြီနော်အဲ့လိုမျိုးဒါစီရဲလေးရသွားပြီးတဲ့အခါမှာကျွန်တော်တို့နောက်ပိတ်ကိုကျွန်တော်တို့ကနောက်ပိတ်မူလေးကိုကျွန်တော်တို့ကရှာမှာဖြစ်တယ်နောက်ပိတ်မူကိုကျွန်တော်ဘယ်လိုရှာမလဲဒီတစ်ရှစ်လေးပွဲစဉ်တို့နော်တစ်ရှစ်လေးပွဲစဉ်တို့ဒီလေးပိတ်ဟာဘယ်လိုဖြစ်လာလဲအဲ့လိုရှာတဲ့အခါမှာကျွန်တော်တို့ဟောဒီမှာအပေါ်မှာတစ်ရှစ်လေးကခုံ90ပွဲစဉ်မှာဟောဒီကခုံထိပ်စီးရဲ့နော်ဟောဒီက38ခုံပွဲစဉ်10ခိုင်းနော်300ခုံပွဲစဉ်ခုံပိတ်ဟောဒီ3လုံးပေါင်းလိုက်ဒီ3လုံးပေါင်းခြင်းပါနော်ခုံ8ခုံပေါင်းခြင်းပါကျွန်တော်တို့ဒါနှစ်ပါတယ်နော်အဲ့ဒီနှစ်ကလေသူကအပေါ်မှာကျွန်တော်တို့နှစ်ချူနှစ်နဲ့ကျွန်တော်တို့ညီမျှမှုဖြစ်လာတယ်အဲ့ဒီနှစ်ချူနှစ်ကဘယ်လိုညီမျှမှုဖြစ်လာလဲဆိုပြီးကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းကနှစ်ဖြစ်တယ်အဲ့ဒါကသူကဟောဒီမှာနော်ဒီကနောက်ကွဲဟောဒီကနောက်ပိတ်နဲ့ကျွန်တော်တို့ဟောဒီကနောက်ကွဲလေးနဲ့ဒီ3လုံးပေါင်းခြင်းအဲ့ဒီ3လုံးပေါင်းခြင်းလေကျွန်တော်တို့နှစ်ဒါကြားရည်ဖြတ်ဖြတ်ကြည့်တဲ့သူကြတော့နားလည်မှာမဟုတ်ဘူးကျွန်တော်တစ်ခုချင်းလေးကိုနားလည်လေအောင်ကျွန်တော်ကဒါချပြပြီးဖြစ်တယ်အဲ့မှာဒီခွန်ရှိခွန်ပေါင်းခြင်းကလေနှစ်ပဲเนาะအဲ့ဒီမှာကျွန်တော်တို့ဟောဒီကနောက်ပိတ်နဲ့ဟောဒီကနောက်တွဲနဲ့ပေါင်းတဲ့ခါမှာဟောဒီကခွန်အပိတ်နဲ့ဟောဒီကနောက်တွဲရှိခွန်နဲ့ပေါင်းတဲ့ခါမှာလေနှစ်ပါတယ်เนาะအဲ့လိုနှစ်လို့ညီမျှမှုဖြစ်နေတဲ့အချိန်မှာเนาะဒီ3လုံးပေါင်းကနှစ်ဖြစ်လို့ဒီ3လုံးပေါင်းနဲ့နှစ်လာဖြစ်တဲ့အချိန်ကျွန်တော်တို့အဲ့သူကဖြစ်စဉ်ဟာသူကနှစ်လို့ရကျွန်တော်တို့ကနောက်ပိတ်ရှာတာဖြစ်တဲ့အတွက်နော်နှစ်နဲ့ခတ်သူက4နဲ့4ဖြစ်ချင်းနဲ့ကျွန်တော်တို့စပြလာတာဖြစ်တယ်အဲ့မှာဘယ်လိုသွားလဲဆိုတော့ဟောဒီနော်3ခု4ပေါင်းခြင်းကနော်4ပါနော်နှစ်နဲ့ခတ်ကျွန်တော်တို့4အချို့နဲ့ကျွန်တော်တို့ဒါတွားထားတာဖြစ်တယ်နော်ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်နဲ့ခတ်ဒီ3လုံးပေါင်းခြင်း4နဲ့တွားတဲ့အခါမှာကျွန်တော်တို့ဟောဒီက4ဘိတ်ကိုကျွန်တော်တို့4ဘိတ်ဖြစ်ပေါ်လာတယ်အဲ့လိုပဲเนาะဒါကပထမမူเนาะပထမမူလေးเนาะဒုတိယမူလေးเนาะဒုတိယမူလေးကျွန်တော်အဲ့လိုပဲဆက်သွားကြည့်ဒုတိယမူမှာဆိုလို့ရှိရင်လည်းသူက4ရယ်8ရယ်ဟောဒီက3ရယ်เนาะဟောဒီကဒီကူငါကဒီထိပ်စီ1 8 4က10ခါတိုင်း90က3ညနောက်ပိတ်ဒီ3လုံးပေါင်းတဲ့ခါမှာကျွန်တော်တို့နှစ်လူရရှိတယ်เนาะဒီ3လုံးပေါင်းတဲ့ခါမှာကျွန်တော်တို့ကနှစ်လူရရှိတယ်အဲ့လိုနှစ်လူရရှိတဲ့ခါမှာကျွန်တော်ဟောဒီ3လုံးပေါင်းခြင်းလေဒါကျွန်တော်မြင်နေနေဆိုရင်ညမှာမလို့ဒီ3လုံးပေါင်းခြင်း8ရယ်4ရယ်ဟောဒီက3ညနောက်ပိတ်ပေါင်းတဲ့ခါမှာလေးပဲကျွန်တော်တို့ကနှစ်လူလာဖြစ်တယ်เนาะနှစ်ညီမချင်းနှစ်နဲ့နှစ်ချိုနှစ်နဲ့ကျွန်တော်တို့ညီမမှုဖြစ်ပြီးတော့เนาะညီမမှုဖြစ်ပြီးမှဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်ပြီးမှဒီ3လုံးပေါင်းခြင်းကနှစ်ပြန်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့နှစ်နဲ့ကကျွန်တော်တို့ဟောဒီကဒီ3လုံးပေါင်းခြင်း4ချိုနဲ့ကျွန်တော်တို့ပြန်ဝင်နေတယ်ဒီ3လုံးပေါင်းခြင်းเนาะ4ရယ်8ရယ်3ရယ်3လုံးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်နဲ့ကကျွန်တော်တို့4နှစ်နဲ့က4နဲ့ကျွန်တော်တို့ဒါပြန်ဝင်တယ်1 9 4ဆိုတော့ကျွန်တော်တို့4အဲ့ဆိုရင်ကျွန်တော်တို့က4ဖြစ်ဖို့အတွက်ကျွန်တော်4ဘိတ်ကိုဝင်ပေးတာနော်4ဘိတ်ဝင်လာတယ်သူကအဲ့အပေါ်မှာလည်းပဲနော်ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်လို့နော်ဟောရခွန်8ခွန်ပေါင်းခြင်း3လုံးပေါင်းခြင်းနှစ်ဖြစ်လို့3ခွန်4ပေါင်းခြင်းနော်နှစ်နဲ့က4နဲ့ကျွန်တော်တို့ဝင်ပေးတာနှစ်နဲ့ခက်လေးအချိုးနဲ့နက်ခတ်နဲ့ပြန်ဝင်ဒီ site မှာလည်းပဲအဲ့လိုပဲ483ညနော်483ညပေါင်းခြင်းကနှစ်ဖြစ်လို့တဲ့နော်ဒါဒီ site ကိုကျွန်တော်မထည့်တော့ဘူးဒီ site လေးနဲ့ပဲကျွန်တော်တို့တွားတယ်နော်ဒါနှစ်များချင်းနှစ်ဆိုတဲ့အချိုးကမစ်ဆိုလို့ဒါဘယ်လိုပဲဖြစ်ဖြစ်မြင်လာမှာပါအဲ့အကြောင်းမို့လို့ဒီ3လုံးပေါင်းခြင်းကနှစ်ဖြစ်လို့ဒီ3လုံးပေါင်းခြင်းကနှစ်နဲ့ခက်4နဲ့ဆင်းရမယ်ခါမှာကျွန်တော်၄ဘိတ်ကိုဝင်လာခြင်းဖြစ်တယ်နော်အဲ့ဆိုရင်သဘောပေါက်တယ်မှာအဲ့ဆိုရင်ကျွန်တော်ဒီခုထပ်မဲ့ပွဲစဉ်မှာလည်းပဲနော်ကျွန်တော်တို့ဒီတွားကြည့်တဲ့ခါမှာနော်4ခွန်9ပွဲစဉ်က4ထစ်စီရယ်နော်1 1 4ပွဲစဉ်က1ခါတိုင်း4 9 5ပွဲစဉ်က9နောက်ပိတ်အဲ့ဒီ3လုံးကိုကျွန်တော်တို့ပေါင်းလိုက်ဒီ3လုံးပေါင်းတဲ့ခါမှာကျွန်တော်တို့3ညလို့ရတယ်နော်အဲ့လို3ညလို့ရတဲ့ခါမှာအပေါ်ကပုံစံလိုပဲကျွန်တော်ဟောဒီကနော်နောက်တွဲလေးရယ်ဟောဒီကဟိုကနောက်ပိတ်9ရယ်ပေါင်းတဲ့ခါမှာလည်းပဲ9 4 1ပေါင်းခြင်းကလည်းကျွန်တော်တို့က3ညအချို့3ညနဲ့လာပြီးတော့ဒီကညီမျှညီးထားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီပင်မှာဆိုလို့ဆိုရင်အဲ့ဆိုရင်ဒီ3လုံး4ရယ်1ရယ်9ရယ်ပေါင်းခြင်းက3ညဖြစ်လို့တဲ့ကျွန်တော်တို့က3ညနှစ်ခက်ခွန်လို့မရရဲတဲ့အကြောင်းမရှိတော့ဘူးပေါ်မှာတော့ကဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်တယ်နှစ်ဖြစ်တဲ့အချိန်မှာဒီ3လုံးကနှစ်ဖြစ်တယ်နှစ်ချို့နှစ်နဲ့ညီမျှပြီးတဲ့အချိန်မှာ
ဒီသုံးလုံးပေါင်းချင်းနှစ်ကြောင်နှစ်နှစ်ခက်ဒီသုံးလုံးပေါင်းချင်း3ခုလေးပေါင်းချင်း4နဲ့နှစ်နှစ်ခက်ဒီအချိုးနဲ့သူကချပြီးဒီနှစ်တလီပွဲစဉ်မှာလည်းအဲ့လိုပဲသူက4 8 3ညပေါင်းချင်းကနှင်းတယ်နော်အဲ့လိုနှင်းဖြစ်တဲ့ချိန်မှာဒီရှိရလေးဒီကဒီနောက်တွဲနဲ့အပေါ်က3ညဖြစ်စီနဲ့3ညအပိတ်နဲ့ပေါင်းတဲ့ခါမှာလည်းနှင်းလို့ရအဲ့လိုနှင်းချိုနှင်းညီမျှပြီးတဲ့ခါမှာမှသူကဒီသုံးလုံးပေါင်းချင်းနှင်းဖြစ်လို့ဟောဒီသုံးလုံးပေါင်းချင်းနှစ်နှစ်ခက်4နဲ့ပြန်ရတယ်၄ဘိတ်ဆိုတော့ဖြစ်ဒီခုပွဲစဉ်မှာလည်းပဲကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့က3ညရတယ်နော်4ရဲ့1 5ရဲ့ပေါင်းချင်း3ညဖြစ်လို့ဟောရ1ရဲ့4ဟောရ5ရဲ့ပေါင်းချင်းလည်း3ညလို့ပြန်စင်းအဲ့လို3ညဖြစ်တဲ့အချိန်မှာနော်3ညအချို့3ညညီမျှချင်းဖြစ်နေတဲ့အချိန်ကျွန်တော်တို့ကဟောဒီကနှစ်တလီပွဲစဉ်နှစ်ထိပ်စီးရဟောဒီကဒီခုပွဲစဉ်ခွန်ခါးတိုင်းကျွန်တော်တို့ခုထွက်မဲ့ပွဲစဉ်မှာနောက်ပိတ်လေးပေါင်းလို့ရှိရင်နော်ကျွန်တော်တို့ဒီက3ညနဲ့ခွန်ဖြစ်ရမှာမို့ပေါ်မှာနှိမ့်ရခွန်ရပေါင်းချင်းက9ဖြစ်နေပြီကျွန်တော်တို့ဒီပွဲစဉ်မှာကျွန်တော်တို့က10ပိတ်ကိုကျွန်တော်တို့ကထည့်ပြီးမှကျွန်တော်တို့ကဒါ3ညနဲ့ခွန်ချိုးနဲ့ဖြစ်ပြီးမှုကိုကျွန်တော်တို့ကဒါလာပြီးတော့ကန့်ညီရှိမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကခွန်လေးရှင်းဆိုပြီးတော့ကျွန်တော်တို့ဒါ main တစ်ကွက်ကောင်ကိုကျွန်တော်တို့ရရှိတာဖြစ်တယ်ဒါအဲ့ဒီမှာကျွန်တော်တို့မိတ်ဆွေတို့အတွက်ကျွန်တော်ဒါပေါင်းရင်းတစ်ခုပဲကျွန်တော်ကမိတ်ဆွေတို့ကိုချပေးမယ်ဒါကျွန်တော်စီနာပါဘာလို့ဆိုပေါင်းရင်းညီတန်တစ်ခုကိုကျွန်တော်မိတ်ဆွေတို့ကိုမြင်တော့အောင်ကျွန်တော်ချပေးမယ်နောက်ထပ်ပေါင်းရင်းတစ်ခုနော်နောက်ထပ်ပေါင်းရင်းတစ်ခုကကျွန်တော်တို့ဘယ်လိုလာမလဲဆိုတော့ပေါင်းရင်း9ညီတန်လေးရှိတယ်အဲ့ဒါလေးကိုတော့ကျွန်တော်ကဒါမိတ်ဆွေတို့အုံနောက်3နိုင်အောင်အုံနောက်3ကအောင်လို့ကျွန်တော်ကချမ်းပြီးတယ်နော်ပေါင်းရင်းတစ်ဖြစ်စဉ်လေးကိုတော့ကျွန်တော်ကချပေးမယ်ပေါင်းရင်းတစ်ဖြစ်စဉ်မှာဆိုလို့ရှိရင်ဟောဒီကဒါဒီပွဲစဉ်မှာပဲဒါမြင်တော့အောင်ကြည့်ပါနော်ဟောဒီ3လုံးပေါင်းချင်းပရိနှစ်ခုပေါင်းဟောဒီကဒီနှလုံးပေါင်းက10တဲ့နော်10ခွန်က9ဟောဒီကခွန်9က2ဒီလေးလုံးပေါင်းချင်းနော်ဒီပရိနှစ်ခုပေါင်းချင်းပေါ့နော်ခွန်ပရိနဲ့9ပရိနဲ့ပေါင်းချင်း2ဖြစ်လို့ကျွန်တော်တို့2ဖြစ်လို့ပေါင်းချင်း2မိတယ်နဲ့ကျွန်တော်တို့ဟောဒီမှာဆင်းပြီးပေါင်းချင်း2မိတယ်ဆင်းပြီးနော်နောက်တစ်ခါဒါဒီပွဲစဉ်အတွက်ပေါင်းချင်း2မိတယ်နဲ့ဆင်းပြီးသွားတယ်နောက်တစ်ခါကျွန်တော်တို့ခုနှစ်တလီပွဲစဉ်မှာဘယ်လိုဆင်းမလဲပြီးပါဒီမှာပရိနှစ်ခုပေါင်းမယ်ဟောဒီမှာစီလီယာနော်စီလီယာနဲ့နော်ကို9က4ဒီနောက်တွဲလေးလုံးပေါင်းခြင်းကနော်ဒီနှလုံးပေါင်းခြင်းက2ဒီနှလုံးပေါင်းခြင်းက4နော်ဒီလေးလုံးပေါင်းခြင်းကနော်6လို့လာတယ်နော်6လို့လာတဲ့အခါမှာကျွန်တော်တို့ကဒီမှာပေါင်းခြင်း6မိတယ်နဲ့ဟောဒီမှာ2လေးဆိုပြီးတော့ဟောပေါင်းခြင်းနဲ့အားကြဒီမှာတော့ကပေါင်းခြင်း2မိတယ်နဲ့ကျွန်တော်တို့ဒါ2ဆိုပြီးတော့ဆင်းတယ်အဲ့လိုဆိုရင်ကျွန်တော်ဒီပင်မှာဆိုလို့ရှိရင်လေဟောဒီမှာဒီလေးလုံးကိုကျွန်တော်တို့ကပေါင်းလိုက်မယ်ဒါမြင်သာအောင်လို့ကျွန်တော်ပြဟောရ1ရ4ရ9ရ9ရဟောရ5ဟောရ6ဆိုတော့ဒါပေါင်းရင်း1မိတယ်နော်ပေါင်းရင်း1မိတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာခွန်လေးတွေယူထားတဲ့အတွက်ကျွန်တော်တို့ကပေါင်းရင်း1မိတယ်နဲ့ကျွန်တော်တို့လာပြီးတော့ကန့်ညီရှိနေတယ်နောက်တစ်ခါပေါင်းရင်း5မိတယ်နော်ပေါင်းရင်း5မိတယ်ဒီလိုပေါင်းရင်း5မိတယ်စီးပြီးပေါင်းရင်း5မိတယ်သူကပေါ်မှာလည်းပဲအဲ့လိုပဲဒီမှာပေါင်းရင်း2မိထားလို့ဒီမှာပေါင်းရင်း9မိရယ်ဒီမှာပေါင်းရင်း6မိထားလို့ဟောဒီမှာပေါင်းရင်း9မိရမယ်ဒီမှာဒီပင်မှာဆိုလို့ရှိရင်ပေါင်းရင်း1မိလို့ဟောဒီမှာပေါင်းရင်း9မိရမယ်ဆိုရက်နော်စိုက်ကလေးနော်သူကမူဆိုင်2မျိုးထိကျွန်တော်တို့ရှာဝေတွေ့ရှိတာရှိတယ်အဲ့ဒါကိုတော့ကျွန်တော်မိတ်ဆွေတို့ကိုဒါချပြမပေးတော့ဘူးဒါကျွန်တော်အနေနဲ့ဒါမိတ်ဆွေတို့အုံတော့သုံးလို့ရအောင်လို့ဒါကျွန်တော်ကချမ်းပေးထားတယ်ကျွန်တော်ကဘာလို့ဆိုတော့ဒါကျွန်တော်တွေ့တဲ့ဟာကိုဒါမူဆိုင်ခိုင်မာနဲ့ကျွန်တော်ကဒီ main တစ်ကွက်ကိုမိတ်ဆွေတို့ကအဖိုးတန်တဲ့ main တစ်ကွက်ကိုကျွန်တော်ကဒါချပေးထားခြင်းဖြစ်တယ်အဲ့မှာဘာလို့ဆိုတော့ခုဒီတစ်ပတ်အနေနဲ့ကျွန်တော်ကဖိုင်2မှာဒုတိယမြောက်ထိုးရ main တစ်ကွက်ကကျွန်တော်တို့ခွန်လေးရှိနော်ခွန်လေးရှိနောက်တစ်ကွက်ရှိတယ်အရန်ကွက်နေနဲ့နော်ခွန်လေးနော်ဒါတစ်ပိတ်စစ်စင်လေးလေကျွန်တော်စာပေးထားတာရှိတယ်ဒါမဲ့ဖိုင်ရှင်းနေမှာဆိုတော့ကျွန်တော်ချမပေးတော့ဘူးနောက်တစ်ခုကဒီ
ပေါင်းချင်းကညီတန်ကိုမိတ်ဆွေတို့ကိုယ်တိုင်ဒါပြန်ပြီးတော့ဒီဖိုင်ကိုဒါပြန်ကြည့်နိုင်အောင်ပြန်ကြည့်ရင်ဒါရှားတွေ့နိုင်မှာကျွန်တော်အနေနဲ့ဒီခဏနှစ်ကွက်ကိုပဲကျွန်တော်ချပေးတယ်နော်ဒါကျွန်တော်ကမိတ်ဆွေတို့စီကနေပြီးတော့ဘာအဖို့အခါမှာလဲနော်ဘာတစ်ချက်တစ်ပြားမှာလဲပြီးပြီးတော့နော်ဟိုအဖြစ်တောင်းခံရင်လည်းမရှိဘူးနော်ပေါက်ပြီးဘလောက်ဘာညာနဲ့ဒီလိုမျိုးလဲကျွန်တော်ကဒါပြောပြီးတော့ဘယ်ကနေလာယူပါညာကနေလာယူပါဆိုပြီးတော့လေကျွန်တော်အနေနဲ့ဒါပြောဘူးကျွန်တော်တွေ့ရတဲ့ဟာကိုကျွန်တော်ကမိတ်ဆွေတို့ကိုမိတ်ဆွေတို့နဲ့ကျွန်တော်ဝါသနာတူဖြစ်နေတဲ့အတွက်ကျွန်တော်ကဒါလိုက်ပဲချပေးတယ်နော်ဘယ်ကနေမှလာပြီးယူရမလို့ခုကနမ်းမယ်ဒါအတိကနော်ပထမဖိုင်မှာကျွန်တော်က435နော်အဲ့ဒါလေးဒီမိန်းကိုအတိကထားထူကြပါနော်ပထမဖိုင်မှာ435 break ကိုနော်ဒုတိယဖိုင်မှာလည်းကျွန်တော်က break ကိုပဲနော်ခုနှစ်လေးနော်အဲ့မိန်းနေကိုပဲအတိကထားထူပါအရန်ကိုမိတ်ဆွေတို့နှစ်သက်လောက်လေးပဲအရန်သဘောမျိုးလေးပဲထူပြီးပါဒါကျွန်တော်ကဝါသနာလူတွေအတွက်ကျွန်တော်ကစေတနာတန်တန်လေးနဲ့နော်ကျွန်တော်မြင်သမျှကိုမချွင်းမချမ်းနော်ကျွန်တော်လိုရင်းလောက်လေးတွေကိုလိုရင်းလောက်ပဲသဘောပေါက်လွယ်မဲ့အနေထားမျိုးလေးတော့ပဲကျွန်တော်ကခြိုက်ပြပြီးခြင်းဖြစ်တယ်ဒါမိတ်ဆွေတို့ကျင်းတဲ့နှစ်သက်မှာပါဘာလို့ဆိုတော့တခုတော့ရှိတယ်ဒီမိတ်ဆွေတို့အနေနဲ့ဒါကျွန်တော်တို့ဒီတတိဝါနာရှင်တွေခုစေနာသမားတွေနော်စေနာရှင်တွေနော်တွက်ချက်ပြတတ်တဲ့အနေမှာချိန်နေတော့အုံနောက်တွေအတွေးခေါ်တွေတော်သုံးရတယ်ကျွန်တော်တို့မှာဒါကိုလက်ရှိနော်ဒါမိတ်ဆွေတို့မြင်ပါပါဒါမိတ်ဆွေတို့အနေနဲ့ဒါဒီကဏ္ဍတစ်ခွက်ရဖို့ရအတွက်ကျွန်တော်တို့ဘလောက်ကြီးနော်ခက်နော်ရှာဝေကြတယ်လေဆိုတာမျိုးကိုကျွန်တော်တို့ဒါဝါသနာတူမိတ်ဆွေတွက်ချက်နေတဲ့ဝါသနာတူမိတ်ဆွေတွေကလေဒါသိရှိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဘက်ကလည်းကျွန်တော်ကိုနော်စူတောင်းမြစ်တာစကားလေးတွေနဲ့နော်like subscribe လေးတွေပေါ့ဒီလိုမျိုးလေးတွေဒါကျွန်တော်တင်သမျှလေးတွေကိုမြင်နိုင်သိနိုင်အောင်လို့အဲ့လိုမျိုးလေးတွေလုပ်ပြီးခဲ့ပါနော်ကျွန်တော်အနေနဲ့ဒါမြေတာရက်ခံတာပါကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ဝါသနာရှင်စေနာရှင်ဝါသနာသမားတွေဟာဒါပီတိပဲကျွန်တော်တို့အဖွဲ့မှာနော်ကျွန်တော်တင်လိုက်တဲ့ခဏဟာနော်ကြည့်တဲ့သူဘယ်လောက်ရှိလဲအားပေးတဲ့သူနှစ်သက်တဲ့သူဘယ်လောက်ရှိလဲဆိုရဲအဲ့ပီတိလေးပဲကျွန်တော်တို့ကစားတာပါဒါကြောင့်မို့လို့ဒါတူမြစ်ဒါတူစေနာအဲ့လိုမျိုးလေးတွေနဲ့အပြန်အလှန်ကျွန်တော်တို့မြန်မာလူမျိုးတွေနော်စူတောင်းမြစ်တာပို့တယ်ဆိုတဲ့အနေမှာနော်ပို့တဲ့သူကနောက်ပြီးမှရတယ်နော်အပုတ်ခံရတဲ့သူကနောက်ပြီးမှရတယ်ပို့တဲ့သူကလက်တွေ့နော်ကိုယ်တိုင်စိတ်အေးချမ်းမှုကိုရရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်လည်းဒီဖိုင်တစ်ဖိုင်ကျွန်တော်တွက်သမျှကျွန်တော်မြင်သမျှတွက်ချက်ထားသမျှဟာຢာလေးတွေကိုကျွန်တော်ကဖိုင်တစ်ဖိုင်ပြီးတိုင်းမှာဒီကုန်းချုပ်မှာကျွန်တော်မိတ်ဆွေတို့ကိုမေတ္တာပို့ဒီရဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်လည်းဒါမေတ္တာပို့လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့နော်စိတ်ချမ်းသာမှုလေးတွေဒီလိုပထမဆုံးကျွန်တော်ကအရင်ရတယ်နော်ကျွန်တော်ရပြီးမှမိတ်ဆွေတို့စီကိုဒါပုဒ်တာခံကြားတဲ့အခါမှာကျွန်တော်ဖိုင်ကိုကြည့်မှဒီမေတ္တာပို့ဆူတောင်းပေးတဲ့အားလေးတွေမိတ်ဆွေတို့မှာစီနုပီတိဖြစ်ရတယ်ဟုတ်တယ်မလားအဲ့လိုပုံစံမျိုးလေးတွေပေါ့ကျွန်တော်ဒါကြောင့်မို့လို့ကျွန်တော်ကဝါသနာရှင်စေနာနော်ဝါသနာအရှင်နဲ့စေနာသမားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့ကိုကျွန်တော်ကအခုတွက်နော်အခုဒီနေရာမှာပဲတွက်တဲ့ site နေရာမှာပဲကျွန်တော်ကကဏ္ဍကိုဒါလိုက်ချပြပေးခြင်းဖြစ်တယ်။ငါကောကိုကဏ္ဍကိုတွက်ပြီးတော့နော်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ငါတွက်တဲ့ site ကိုသူတို့ကိုမမြင်စေချင်ဘူး။ငါကဏ္ဍပေးပြရတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်စေနာကဝါသနာသူမိတ်ဆွေတွေမှာဒီလိုပုံစံမျိုးလေးတွေတွက်ထားတယ်ဒီလိုပုံစံမျိုးလေးတွေဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးအဲ့လိုမျိုးလေးတွေကြည့်ပြီးမှလက်ခံနဲ့လက်မခံနဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့ကြိုက်တဲ့ရင်ဒါကြီးခုလို့ကြာနိုင်တဲ့အနေအထားမျိုးဖြစ်တာပေါ့ဒါကြောင့်မို့လို့ကျွန်တော်ကတွက်နည်းနဲ့တကွနော်ဖြစ်ပေါ်လာတဲ့ကဏ္ဍတစ်ခုကိုတစ်ခါလေကျွန်တော်ကခြာယူပြီးခြင်းဖြစ်တယ်နော်ဘယ်နေရာနေလာယူပါညာနေလာဓာယူပါဆိုတဲ့ကားမျိုးကိုကျွန်တော်အနေနဲ့ဒါကျွန်တော်ဒါဖြစ်စင်မှာဒါလို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ကတော့ဒါလိုက်ခြာယူပြီးပါအဲ့လိုပဲဒါကြောင့်မို့လို့နော်ကဲကြည့်ရှုသူမိတ်ဆွေအားလုံးကိုလည်းပဲကျွန်တော်တို့ဝါရင်းခါသက်မရမှာနော်လူဒါနနော်ဒီပြုလုပ်နိုင်အောင်လို့နော်ကျွန်တော်ပေးတဲ့ဟောရဘရိတ်ကူပေါ့နော်ဘရိတ်ကူမှာကျွန်တော်ပထမဖိုင်မှာ435ကိုဘရိတ်ပဲဒုတိယဖိုင်မှာလည်းပဲ948ပဲဒါကျွန်တော်ဘရိတ်ကူတက်ဒီတက်ချမပြတော့ဘူးဒါကျွန်တော်အဲ့လိုမျိုးပဲကျွန်တော် main နှစ်ကွက်ဒါဆိုရင်နှစ်ဖိုင်မြောက်မှာ main နှစ်ကွက်ရှိသွားပြီအဲ့ဒါလေးတွေပဲမိတ်ဆွေတို့နှစ်တက်ရင်ဒီထိုးပါဒါဝါရင်းခါသမ ्या မှာ
ကုသိုလ်အလူဒါနတွေပြုလုပ်နိုင်အောင်လို့ဒါကျွန်တော်လည်းကုသိုလ်ရတယ်မိတ်ဆွေတို့ပေါက်တဲ့ကျွန်တော်ပေးတဲ့ကဏ္ဍနဲ့ပေါက်တဲ့ဆိုရင်ကျွန်တော်လည်းကုသိုလ်အထူးတည်းကိုရတယ်ဒါကြောင့်မို့လို့အဲ့ပီတိနဲ့မိတ်ဆွေတို့ကိုကျွန်တော်နှစ်သိမ့်နေနဲ့ကျွန်တော်ချပြီးလို့ဖြစ်တယ်ကဲဖိုင်နဲ့တော်တော်ရှိသွားပြီဒါမို့လို့ဒီရှိသူမိတ်ဆွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့နော်ဝါရင်အခါသမယမှာနော်အလူဒါနတွေစင်စပ်မပြတ်ပြုလုပ်နိုင်အောင်လို့ကျွန်တော်ပြတဲ့ခဏတစ်ခွက်နဲ့ပောက်ကွက်ဝင်ပါစီလို့ပဲကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ